မင်္ဂလာပါမိတ်ဆွေကအခုမှပန်းစာထိုးရသူဆိုတော့ဒီ view လေးကြည့်တင်ပါတယ်ကျွန်တော်တို့ဒါမြန်မာပြည်မှာသုံးများတဲ့ port တွေရဲ့ကျွန်တော်တို့ဈေးနှုန်းတွေအသုံးဝင်ပုံတွေအားနည်းချက်အသားချက်တွေကိုပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့ကိုကဒီထဲမှာဘယ် port မျိုးစားတွေကိုသုံးနေလဲကျွန်တော်တို့ကတော့ဘယ် port မျိုးစားတွေသုံးနေဆိုတာကိုကျွန်တော်ရှင်းပြပြပါမယ်เนาะဒါမသိသေးတဲ့လူတွေကတော့သိတဲ့လူတွေကတော့ကြော်နိုင်ပါတယ်အခုမှပန်းစာတင်ထိုးဖို့လေ့လာနေတဲ့သူတွေကတော့ကျွန်တော်ဒါတွေသိတင်ပါတယ်ဒါကတော့ရေခဲ port ပေါ့ဈေးသက်သာဆုံး port ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မှားလို့ရတယ်ဟိုကျွန်တော်ရောင်ကြီးပါဆိုတင်ကြီးဈေးတွေပေါ်မှာတော့ဝယ်လို့ရတယ်ပေါ့နော်ဈေးနှုန်းတွေနဲ့ရန်သက်တာတွေတထုံး1000ကျော်2000နီးပါးပဲရှိမယ်ဒါပေမဲ့ပန်းထိုးရတာကျတော့ဒုက္ခရောက်ပါတယ်နော်တော်တော်ဒုက္ခရောက်ပါတယ်နော်ဒါကျွန်တော်မသုံးပါဘူးရေခဲဖို့လို့ခေါ်ပါတယ်နော်ရေခဲဖို့လို့ခေါ်ပါတယ်ကျွန်တော်သုံးတဲ့ဖို့ကတော့ဒီနှစ်ဖို့ဒီဖို့နှစ်ဖို့အမျိုးအစားပေါ့နော်ဒါဖို့ကြောင့်ဒါဖို့ဆိုပေါ့ချိုင်းနာဝင်ပါတယ်အရင်မလေးကလည်းဝင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကဖို့ကြောင့်မှာတစ်ဖောက်သူက320ပါတယ်320ဟိုမှာသူကတထုံးကိုကျွန်တော်တို့6000နီးပါးလောက်ကြားတယ်ဈေးနှုန်းနဲ့3,000 3,000ပတ်ချလဲမှာရှိတယ်ပေါ့နော်3,000နီးပါးလောက်ရှိတယ်ပေါ့ဈေးနှုန်းတွေနဲ့တွက်မယ်ဆိုရင်အဲ့တော့တထုံးကိုကျွန်တော်6000နီးပါးလောက်ကြားတယ် site ကတော့ကျွန်တော်တို့ကအုံနေခဲ site 4-8 site ပေါ့နော်တူတူပဲ site တွေကနော်4လက်မှ8လက်မှ site ဒါကတော့ရေကြီးဆိုပေါ့ရေစိန်ရတယ်အဲ့တော့ရေစိန်ပြီးတော့ပန်းဆိုပဲထိုးထိုးပန်းကြောက်ပဲထိုးထိုးလို့ရတယ်သူကတော့ပန်းဆိုထိုးလို့မရဘူးပန်းကြောက်ပဲထိုးလို့ရမယ်နော်ဘာလို့ရေစိန်လို့မရတော့ရေတက်မရှိတော့ပန်းဆိုထိုးလို့မရပါဘူးသူကတော့ဈေးနှုန်းတွေနဲ့ကတော့တော့9000လောက်ရှိမယ်တစ်ဖာမှာ320လာပါတယ်နော်ဟုတ်ပြီဒါတော့ကျွန်တော်တို့ကတစ်စိတ်ဒီအခုချိန်မှာအများကြီးဝင်နေတရုတ်နာမည်တွေနဲ့အရင်ကတော့ 400 OE တို့ OE တို့ခုဆိုတဲ့ဒါကျွန်တော်တို့တကယ်အစ်စ်တွေမလာတော့ဘူးနော်အဲ့ဒါလေးရှိပါတယ်ပြောချင်တာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာဆီလီကွန်ဖော့ချောင်းနဲ့ဆီလီကွန်ဖော့တော့ပေါ့နော်ဒီဖော့ချောင်းကတော့ကျွန်တော်တို့9ပေနီးပါးရှိပါတယ်သူ့ထက်ရှိတဲ့ဟာလေးရှိတယ်သူ့ထက်အလုံးတုပ်တဲ့ဟာတွေလည်းလာတယ်ပေါ့နော်အဲ့တော့ပြောချင်တာဒီကောင်ဈေးနှုန်းတွေကျွန်တော်တို့ဝယ်တာနောက်ဆုံးတစ်ခေါက်12800လားမသိဘူးပေါ့နော်အဲ့ဒါကျွန်တော်တင်ထဲမှာပြပွဲမှာဖြစ်တော့တိတ်တော့မသုံးပါဘူးသူ့ရဲ့အားသာချက်ကတစ်ခုကောင်းတာကသူကဂုံးနေပါလေပြန် frame ဂုံးနေပါဆိုသူအဲ့ဒီဂုံးတွေမှာပတ်ပြီးတော့ပန်းထိုးလို့ရတာတစ်ခုတော့မိုက်ပါတယ်နော်အဲ့ဒီခုတော့အားသာချက်ရှိပါတယ်သူ့အားနဲ့ချက်ကတော့ဒါပဲ့လွယ်ပါတယ်နော်သူကလုံးဆိုင်သေးတော့လीနော်ဈေးနှုန်းတွေကလည်းနည်းတယ်တော့မပါဘူးဈေးကြီးတွေမှာပါပါတယ်ဒါကတော့ Philips Silicon Pro အတုံးလိုက်ကြီးပေါ့နော်သူကတော့ဒါဆက်က2ပေခွဲလောက်ရှိတယ်သူကတော့ဈေးတက်ကြီးတယ်3000နီးပါးလောက်ရှိတယ်ပေါ့နော်3000နီးပါးလောက်ရှိတယ်ဒါခဏခဏတော့ပြန်သုံးလို့ရတယ်ဒါပေမဲ့သူလည်းပဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ထိုးသားကဒီကောင်လေးတော့မကောင်းပါဘူးနော်ဒီကောင်လေးတော့ထိုးလို့သိမကောင်းပါဘူးဒီကောင်ထက်တော့နည်းနည်းတာတယ်ပေါ့သူထက်တော့နည်းနည်းတာရေခဲဖို့တဲ့ဆိုင်နည်းနည်းတာတယ်ပို့ဆိုပို့ချောက်တဲ့ဆိုင်တော့မကောင်းပါဘူးအဲ့တော့ကျွန်တော်တို့ကတော့တင်ထဲမှာဖြစ်ပွဲမှာဖြစ်ဒီနှစ်ခုပဲသုံးပါပါတယ်နော်ဒီနှစ်ခုပဲသုံးပါတယ်ဒီဖော်လုံးနေတိတ်မသုံးပါဘူးနော်ဒါတော့ကျွန်တော်တင်ထဲသားနေသိအောင်ပြောပြပေးတာဖြစ်ပါတယ်ပြောရှိမယ်လို့ထင်ပါတယ်တခုခုရရှိမယ်ဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်လည်ဆွေးနွေးပါမယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်